ဒီဟာလေးပေါ့နော် pancake POS ထဲကိုဝင်ကျွန်တော်တို့ကပြီးရင်ကျွန်တော်တို့ကိုဝင်မဲ့ကိုအသုံးပြုမဲ့ page ပေါ့ကို live လွှင့်မဲ့ page ကို pancake မှာရှိထားရင်ဒီမှာအလိုလျောက်ပေါ်နေပါလိမ့်မယ်မပေါ်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာ active shop ကိုနှိပ်ပြီးတော့ active လုပ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာကိုရွေးထားတဲ့ page ပေါ့နော်ကိုအသုံးပြုမဲ့ page ကိုကျွန်တော်တို့ရွေးမယ်ပေါ့ကျွန်တော်တို့ဒီမှာ pancake မြန်မာနဲ့စမ်းပြမှာဖြစ်လို့ pancake မြန်မာကိုရွေးတယ်ဒါက POS ရဲ့ dashboard ပါကျွန်တော်တို့ဒီမှာဆိုရင်ဘာမှမရှိသေးဘူးပေါ့နော်ကျွန်တော်ဒီမှာ product တွေကိုသွားမယ် product ကိုဝင်မယ်ပေါ့နော်၅မျိုးထည့်ထားတာရှိတယ်အဲ့တော့ဒီမှာဒီ variation တွေဒီထဲမှာထည့်တဲ့ data တွေထည့်တာကိုမပြောခင်ကျွန်တော်တို့ဘယ်လို run လဲကိုကျွန်တော်အရင်စမ်းပြပါမယ် run စမ်းပြပြီးတော့မှကျွန်တော်တို့ဒီ data ဘယ်လိုထည့်လဲကျွန်တော်တက်ပြပေးမယ်ပေါ့နော်အနောက်မှာပြန်ပြပေးမယ်ကျွန်တော်တို့ဒီမှာထည့်ထားတယ်ဒါဆိုရင် product ID ပေါ့နော် ID ကတော့ဘာမှမဆိုဖြစ်နိုင်တယ် barcode တွေလည်းဖြစ်နိုင်တယ် ID က AA001 ဒါကတော့ product ရဲ့ name မှာသူရဲ့ name ဘယ်လိုပေါ်မလဲပေါ့ထားပါတော့Uniqlo shirt ဆို Uniqlo ပေါ့မဟုတ်ဘူး MK ဆို MK ပေါ့စသည်ဖြင့်ပြီးရင်ကျွန်တော်ဒီမှာ image ထည့်လို့ရတယ်ဒါတွေအကုန်လုံးကလည်း Excel sheet နဲ့တခါတည်း import လုပ်လို့ရတယ်လို့ manual လည်းထည့်လို့ရပါတယ် products တွေများတဲ့သူတွေဆိုရင်တော့ Excel sheet နဲ့ထည့်တာကောင်းတယ်မဟုတ်ဘူးတခုချင်းဆိုရင်တော့အတိုင်းမများဘူးတချို့ဆို products တွေကတိတ်မများဘူးဗျာ10မျိုးလောက်ပဲရှိတယ်ဆိုတော့ manual ထည့်လိုက်လဲရပါတယ် manual ထည့်မယ်ဆိုတော့ဒီမှာ create product ကနေထည့်ရုံပါပဲဒီမှာကျွန်တော်တို့ live လွှင့်မှုကဒီ order အောက်က live stream ကိုသွားရမယ်ပေါ့နော်ကျွန်တော်အရင်လွှင့်ထားတဲ့ live ရဲ့history ပေါ့နော် live လွှင့်ထားတယ် okay enter ပါကျွန်တော်ဒီမှာ create campaign လုပ်ရမယ်ပေါ့နော် campaign တစ်ခုတည်ဆောက်တယ်ကျွန်တော် campaign name ပေးမယ်ပေါ့ live ပေါ့နော်ဒါဆိုရင် warehouse ကကျွန်တော်တို့မှာက warehouse တွေအများကြီးရှိနေတယ်ဥပမာကျွန်တော်တို့လုပ်ငန်းမှာဆိုင်ခွဲက5ခုရှိတယ်ဒီထဲမှာ warehouse က5ခုရှိနေမယ်ပေါ့မဟုတ်ဘူးဒီ live ကကျွန်တော်ဆိုင်ရတော့တစ်ဆိုင်ပဲဒါပေမဲ့ဒီ live ကအဝတ်အစားပဲပြမယ်ကျွန်တော်တို့မှာတခြားဖက်နှက်တွေပါလေ accessories တွေရှိသေးတယ်ဒါပေမဲ့ဒီ live ကအဝတ်အစားပဲပြမယ်ဆိုရင်ကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ system ထဲမှာ warehouse တွေခွဲထားခဲ့တယ်ဆိုရင်ပေါ့နော်ကိုတိုင်းတော့ warehouse တွေခွဲထားဖို့လိုတယ်ခွဲထားခဲ့တယ်ဆိုဒီကနေဘယ် warehouse အတွက်ပဲ live လုပ်မယ်ဆိုပြီးတော့ရွေးလို့ရပါတယ်ကျွန်တော်ဒီမှာတော့ဒီနှစ်ခုလုံးကအတူတူပဲရွေးထားတာဖြစ်တယ်နာမည်ပဲခွဲပြထားတာကြိုက်တာရွေးထားလို့ရတယ်အဲ test ပေါ့နော်ဒါဆိုရင်ဒီ synchronize ဘယ် warehouse နဲ့synchronize လုပ်မလဲပေါ့မဟုတ်ဘူးမြူကျွန်တော်တခုပဲလုပ်မယ်အဲဒါဆိုရင်ဒါlive stream လွှင့်မဲ့နေရာကိုရောက်ပြီပြန်ပြီးတော့ချိတ်ပေးဖို့လိုသေးတယ်ပေါ့နော် okay ဒါကျွန်တော်တို့ preview ပေါ့ကျွန်တော် live မှာဘာတွေပြမလဲပေါ့ဥပမာ live stream ပါမယ် comment တွေပါမယ် statistic တွေပါမယ် okay ဒီမှာ live ပေါ့ okay live ဆိုရင်ကျွန်တော်တို့ကဒီမှာဘာမှမရှိသေးဘူးဒါကအဟောင်းနေနော် okay အဲ့တော့ဒီမှာဒီတိုင်းထားပြီးတော့ကျွန်တော်တို့ live လွှင့်မဲ့ဖုန်းကိုသွားမယ် live လွှင့်တဲ့ဖုန်းကိုသွားပြီးတော့ live လွှင့်မယ်ပေါ့နော် okay ကျွန်တော်တို့ဒီမှာ live လွှင့်နေပေါ့ဖုန်းကနေ live လွှင့်နေပေါ့ဗျာဘယ်ကလွှင့်လို့ရပါတယ်နော် live ကိုရွေးမယ် okay ဒီမှာဆိုသူကဘယ် live ကိုချိန်မှာလဲပေါ့ကျွန်တော်တို့ကဖုန်းမှာလွှင့်ပြီးခံမှာကျွန်တော်တို့ကဒီမှာတော့ပြန်ချိန်လို့ရမှာအကြမ်းမှာပေါ်လာမှာဒါကျွန်တော်ဒီ live ပေါ့နော်ဒါအခုဆိုဒီမှာဒီ screen ပုံလေးပေါ်နေဒါလေးကိုကျွန်တော်တို့ချိန်မယ်ပေါ့နော် save ကိုနှိပ်လိုက် okay အဲဆိုကျွန်တော်တို့ live ကစပြီးတက်လာပြီနော် live တက်လာပြီဒါဆန္ဒ delay ပေါ့နော်ကျွန်တော်ရွေးပြထားတာကိုသူပြန်ပြနေတာ3စက္ကန့်4စက္ကန့်လောက်တော့ delay ခံတယ်ဂျားရ assistant တွေလှုပ်ဖို့အတွက်နော် okay ကျွန်တော်ဒီမှာ live လွှင့်ထားပြီပြီးရင်ကျွန်တော်တို့ကဒီ live ကိုသွားပြီးတော့
ဒါဆိုဒါ share လိုက်လို့ရပါနော် share လိုက်တယ် okay ဒီမှာ product တွေထည့်တာကအလွယ်ဆုံးလေးကျွန်တော်ပြမယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာ create product ကိုလုပ်လိုက်မယ်တပုံမှန်အားဖြင့်တော့ကျွန်တော်တို့ဒီမှာ import လုပ်မယ်ဆိုတော့နမူနာ file ပေးထားတယ်ဗျ sample file အဲ့တော့ကျွန်တော်ဒီ sample file ကို save လိုက်မယ်ပေါ့နော် save ပြီးတော့ကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ sample file ပေါ်လာပြီပေါ့နော်ဒီ file ထဲမှာဒါဆိုလို့ရှိရင် product ID က MASP1 ပေါ့နော်ဒါ new product ID ပေါ့ပြီးရင် product 1 okay ဒီမှာကကျွန်တော်တို့ထားပါတော့နားလဲတယ်ဆိုလဲနားလဲတယ်တခါတည်းထည့်လို့ရတယ်ဒါ keyword တွေထည့်မယ်ပေါ့နော်မဟုတ်ဘူးကျွန်တော်ဒီမှာအတိတ်နားမလဲဘူးဒါဘာတွေဘယ်လိုသုံးမှမသိဘူးဆိုရင်ဒါလွယ်တယ်ဘယ်လိုလုပ်အောင်လဲဆိုတော့ဒါကိုမသုံးနဲ့တော့ဒါကိုမသုံးမဲနဲ့ကျွန်တော် product တခု example တခုအနေနဲ့စောင့်ကြည့်လိုက် create product ID 12356ကျွန်တော် keyword ဆိုတာကကျွန်တော်တို့ live မှာဘယ်လိုရောင်းမလဲဆိုတဲ့ keyword အဲ့တော့ကျွန်တော်တို့က A001 เนาะဒါကို idea နဲ့ကိုပေးလို့ရတယ် favorite name က Dustin product ပေါ့ product ဒီမှာအကုန်ဖြည့်လိုက်ဗျာ product type က accessory လားပါလားပေါ့ service လားပေါ့ accessory ဒါက client အတွက်ပေါ့နော်ဒါပါတော့ဒါက notes ပဲရေးတာဒါက internet notes ကတော့ကိုယ့်အရှင်းချင်း admin တွေသုံးဖို့အတွက် notes နော်ဒါကအပြင်မှာပါတဲ့ဒီဟာ client ကိုလည်းပြမယ် description နော်ဒီ note ကတော့ client ရှိကိုပါသွားမှာမဟုတ်ဘူးဒါကကိုရီရဲ့ဒီကိုရီ website မှာပဲမြင်ရမယ် note စသည်ဖြစ်ပေါ့နော်ပြင်ဒါ material တွေကတချို့ sector တွေကမထည့်လဲရတယ်ဒီမှာ retail price by weight နဲ့ပေးမှာလား or sale for negative infant allowance ဆို negative inventory ဆိုတာ inventory ထဲမှာမရှိတော့လဲ minus နဲ့ရောင်းမှာလားလို့ပြောတာတချို့ဆိုရှိရလေကျွန်တော်တို့ကိုရှိမှာ order တက်ပြီးမှwaiting time နဲ့ပြန်ရောင်းပြန်မှာပေးတာမျိုးရှိတယ်ဆိုရင်ဒီဟာဖွင့်ထားလို့ရတယ်ကျွန်တော်တို့ကလက်ထဲမှာတော့ stock မရှိတော့ဘူးဒါပေမဲ့ရောင်းထားမှာကြိုပြီးတော့ပြီးရင်ကျွန်တော်တို့ဝယ်ပြီးတော့ပြန်ပေးမှာเนาะဒါလည်းဒီလိုပဲ product name ကို cover လုပ်ထားပဲ print ထုတ်တဲ့အခါ voucher ပေါ့ဒါကတော့ကျွန်တော်တို့ပစ္စည်း delivery လုပ်တဲ့အခါကျရင် physical voucher ထုတ်မှာဆိုရင်သုံးတယ်ဒါဆိုမသုံးဒါဆိုမထည့်ဘူးပေါ့နော် print product 1 paint order ပြီးရင် out of stock ဘယ်နှခုကျန်ကျွန်တော်တို့ one နေပေးမလဲပေါ့ကျွန်တော်တို့ကထားပါတော့ဒီမှာအစမ်း5ခုကျန် one နေပေးမယ်ဘယ်လိုသဘောတရားမျိုးလဲဆိုတော့ကျွန်တော်တို့ကအခု100ရှိတယ်ဒါပေမဲ့သူ့ရဲ့ product ရဲ့ nature အရာ5ခုကျန်တဲ့အချိန်မှာနောက် order ကိုယ့်ရဲ့ supplier ကြီးက order တင်မိရဆိုရင်ကျွန်တော်တို့5ခုထားတယ်ပေါ့နော်တချို့လည်းအခု100ထားတယ်ပေါ့ဒါကတော့ကိုယ့်ရဲ့ business nature ရထားလို့ရတယ်ပြီးရင်ဒီမှာဆိုရင်လည်းသူက category ပါတယ်ပေါ့နော်clothes လား bag စသည်ဖြင့်အဆုံးရှိမယ်ပြီးကျွန်တော်ဘယ်လို tag ထားမလဲပေါ့နော်ပြီးရင်ဒီမှာဘယ် warehouse လဲပေါ့ကျွန်တော် all warehouse ဆိုတော့အရှိသမျှ warehouse အကုန်ပုံမယ်မဟုတ်ဘူး all warehouse မဟုတ်ဘူးကျွန်တော်တို့test warehouse တခုပဲသုံးပါဆိုရင်လည်း test warehouse okay ပြီးရင်ဒီမှာ supplier ပြီးရင်ဒီမှာ product link ပေါ့နော်ကျွန်တော်ဒီမှာ product တစ်ခုခုရဲ့link ထည့်ပြီးအဲ့ဒါဆိုသူတို့ကသွားနှိပ်တယ်ဆိုတာလည်းဒီ product link ကိုသွားကြည့်လို့လည်းရတယ်ပေါ့နော်ပြီးရင်ဒါ attribute တွေကဆိုတာကတော့ site ဘယ်နှခုရှိလဲပေါ့ size ဆိုလို့ရှိရင်ကျွန်တော်တို့ small and ရှိမယ်ထပ်ထည့်လည်းရမယ်ပေါ့နော် A7 ပြီးရင်ထည့်ပြတဲ့ဥစားပါတော့under လေးခေါက်လိုက်ပြီးသွားတယ် A6L ပေါ့ under လေးခေါက်လိုက်အဲ့လိုအများကြီးထည့်သွားလို့ရတယ်နော်ဖြတ်တာကြောင့် backspace နဲ့ဖြတ်ရုံပဲဒါက size okay မဟုတ်ထပ်ထည့်အောင်မယ်တို့က color လည်းထည့်ဆိုရတယ်ဒီမှာ size color ရှိမယ်black ပေါ့ okay နော်ထပ်ပြီးတော့ကိုဟိုဖြစ်လဲရ variation name ကိုထပ်ပြီးတော့ကိုတိုင်းပေးရင်လည်းရတယ်ဥပမာweight ပေါ့ weight ဘယ်လောက်ရှိမလဲစသည်ဖြင့်နော်ဘယ်လို variation တွေကြည့်လို့ရပုံမှန်အဖြစ်တော့ site color ပဲထည့်ကြတာများပါတယ်ဒီ product တွေရဲ့အများအဖြစ်တော့နော်ဒီမှာကိုယ့်ရဲ့စိတ်ကြိုက် customize ထည့်လို့ရတယ်ဒါတော့ကိုကဒီဘယ် products ကိုဘာဝင်ဘာကိုပေးမယ်ဆိုတာမျိုးရှိခဲ့တယ်ဆိုရင်ကျွန်တော်တို့ကကိုပေးမဲ့ product ID ကိုဒီထဲမှာထည့်ပေးရမယ်ဒါမှမဟုတ် name ဒါမှမဟုတ်ဘာကိုသွားပြီးတော့ရှိတ်ထားပေးလို့ရတယ်ဥပမာကျွန်တော်တို့အရှိမ ID 13356ပေါ့နော်ကျွန်တော်တို့ကသူများကိုဒီ12356 ID ရှိတဲ့ product ကိုဝယ်ရင်
ခွန်89ဆိုတဲ့ ID ပါတဲ့ product ကိုလက်ဆောင်ပေးမယ်ဒါပါတော့တော်လိုက်စေးဝယ်လို့တပတ်တန်ပေးမယ်ဆိုတာမျိုးဆိုရင်ဒီမှာထည့်ထားနေတော့အလိုလျောက်ထည့်ပေးမှာပေါ့နော် okay ပြီးရင်ဒါဆိုတော့ဒီမှာ data တွေတော့ပေါ်နေပြီပေါ်နေပြီဆိုကျွန်တော်ဒီမှာထည့်ပေးစရာလေးတွေရှိနေသေးတယ်ဒါပုံထည့်လို့ရမယ်ပြီးရင်scale ဘယ်နှခု automatic ထည့်မယ်ဒီမှာ barcode တွေထည့်လို့ရတယ်ဒီမှာ keyword เนาะ keyword ကတော့အပေါ်အတိုင်းပဲဒီမှာ A001 A001 ပြီးရင်ဒီမှာပေါ့နော်ကိုကဒါကိုအကုန်ဖြည့်လိုက်ပေါ့နော်ဒါဆိုသူကနားလည်သွားမှာတခုချင်းဆိုတာတည်းလေဒီတခုဒါကကြတော့ overall ရှင်းပြတာတဲ့ကိုတိုင်းလေးနားလည်သွားမှာအဆင်ပြေမှာပေါ့ဒီမှာ product တွေကတယောက်နဲ့တယောက်ကဘယ်လိုမှမတူနိုင်ဘူးလေ list လုပ်တာလည်းမတူရောင်းတဲ့ nature လည်းမတူတဲ့ဖြစ်တဲ့အတွက်နော်ဒါ retail price ကဘယ်လောက်ထည့်မလဲပေါ့ဒါဆို mm jack ဆိုရင် mm jack ဘာနဲ့သုံးပါလဲ USD ဆို USD ပေါ့နော်ဒါ valuation okay save လုပ်ပြီနော် save လုပ်ပြီအကြောင်းမှာ product တစ်ခုဝင်သွားပြီနော် available quantity ဘာမှမရှိဘူး okay ဘာမှဖြစ်ဘူးကျွန်တော်ဒါကို export လုပ်လိုက်အများအပြားတော့ဒီ product ကိုသုံးတာကတော့ပိုလွယ်တယ်ဒါနဲ့ export လုပ်လိုက် save လိုက် okay ဒါကိုဖွင့်ကြည့်လိုက် okay ဒါမှဆိုဆွမ်းနာကျွန်တော်တို့ဒီ number က auto ထည့်သွားပေးတယ် product ID ကျွန်တော်တို့ထည့်ခဲ့တဲ့ 305 shop ဒါမှ product name ပြီးရင် categories မှာ brand name မပါဘူး brand name ဒီမှာထည့်ပေးလို့ရမယ်ဒါဆိုဆွမ်းနာကျွန်တော်တို့ခွဲခဲ့တဲ့ attribute တွေဘယ်နှခုရှိမလဲ site က3 site ရှိမယ် color 3ခုရှိမယ်ဒါပေးမဲ့ ID bonus နော်ဒါ variation ID ပေးမဲ့ဒီပေးမဲ့ bonus products မှာဒီ variation တွေရှိသေးတယ်ဆိုလဲဘယ် variation ကိုပေးမယ်ပေါ့ဥပမာကျွန်တော်တို့ကသွားလိုက်စီဝယ်လို့တပွတ်တန်ပေးမယ်ဆိုရင်ခလေးတိုက်လာလူကြီးတိုက်လာဒါမှမဟုတ်ဘာရအောင်လဲစသဖြင့် variation ထည့်တာပြီးရင်quantity ဒီဘယ်လောက်ပေးမှာပြီးရင် total quantity ဆိုကျွန်တော်ဒါပါတော့ကျွန်တော်10ခုရှိတယ်ဗောနော်10ခုမှာကျွန်တော်ဘယ်နှခုလုံးရောက်မှာ10ခုလုံးရောက်မှာ okay 10ခုဒါတွေမဖြည့်လဲရတယ်ဗျဒီຢာတွေကတော့ပုံမှန်သူဒီຢာတွေမဖြည့်လဲလွတ်သွားလဲရှိတယ်ဒီ can be sell တွေပါတယ်လုံးဝ very detail ပေါ့နော်ဒါ inventory ထဲမှာကျွန်တော်တို့10ခုရှိမယ်ဗောနော်ဟောdiscount ကျွန်တော်တို့ဘယ်လောက်ပေးမှာတော့ဗောနော်ဒါဆိုဒီမှာကျွန်တော် discount percentage ထည့်လို့ရတယ်နော် 0% မပေးဘူးဒါကျွန်တော်တို့ import တွင်းလာတဲ့ price ပေါ့ကျွန်တော်6000မြတ်စားပြီးရောင်းမယ်ပေါ့ self quantity limit quantity 1စသဖြင့်ဒါကတော့ကိုက9ခုပဲကြံနေဆိုရင်ရောင်းမယ်လို့ကျွန်တော်ဖြည့်ခဲ့တဲ့အတွက်ဒီမှာ9ခုပေါ်နေတာ9ခုပဲကြံရင်ကျွန်တော်တို့ warning ပေးဖို့အတွက်ထားခဲ့တဲ့အတွက်ကျွန်တော်ဒီမှာ9ပဲပေါ်နေတာ9ပေါ်နေတာเนาะဒါကျွန်တော်ဖြည့်ခဲ့တာမှတ်မိလိမ့်မယ်တင်တဲ့ပေါ့အရှိမှာဒါဆိုတော့ description ဒါအရှင်းချင်းကိုအထက်ထဲမှာ check တဲ့ internet note ဒါဆိုဒီလိုဖြည့်လိုက်တာနဲ့ကိုပါဖြည့်လဲကိုစမ်းကြည့်လို့ရတယ်ဗျာဒီမှာဆိုသူကအကုန်ပေါ်ပေးနေမှာတစ်ခုချင်းစီဒါဆိုလဲ keyword ဆိုလဲ A001 နော်ဒီမှာတော့တစ်ခုပဲရှိတယ်ပေါ့နော်တစ်ခုပဲဒါဆိုဒီမှာ product တွေအများကြီးရှိကျွန်တော်တို့ကကုံသွားလို့မရောင်းသေးဘူးတစ်ခုခုပေါ့နော်အကြောင်းကြောင့်မရောင်းသေးဆိုတော့ဒါကိုပိတ်ထားလို့ရအဲ့ဒါဆိုသူကဒီ product ကအလုပ်လုပ်မှာမဟုတ်ဘူးနော်ဒါ variation နော် okay ဒါကို live link ပြမယ်stream ဒါဆန္ဒမှာလွှင့်လိုက်တဲ့ live stream နော်ဒါဆိုအားလိုက်မအန်ခဲ့လို့ကိုရင်းလို့ပေါ်လာလာပြီနော်ပြီးရင်ဒီမှာကျွန်တော် create လုပ်မယ်နေ testing 1 warehouse ထည့်တော့ဗောနော်ပြီးဒါဆို live အဲ့တော့ကျွန်တော်တို့ stuff live stream ဆိုရင်ဖုန်းမှာအရင်လွှင့်တယ်ဖုန်းမှာရင်လွှင့်တယ်ဖုန်းမှာရင်လွှင့်မယ် go live ဖုန်းကနေပြီးတော့ကျွန်တော် go live ဆိုပြီးတော့3 2 1ပြီးပြီဆိုတာ ਨੇ ကျွန်တော်ဒီမှာ live stream ကိုနှိပ်လိုက်မယ်အခုဆိုရင်ကျွန်တော်တို့ဒီမှာပေါ်နေပြီเนาะ package live now ဆိုတာလည်းချိန်လိုက်တယ်ချိန်ပြီးတော့ save နှိပ်လိုက်တယ်အဲဆိုဒီ live နှစ်ခုကချိန်သွားပြီပေါ်လာပြီနော်ဒါဆိုတော့ကျွန်တော်လုပ်ပြနေတာကိုသူပြအခုမှပြန်ပြီး delay ဖြစ်ပေါ်နေတာပြီးရင်ကျွန်တော်တို့စမ်းမယ်မနော် A001
A001ဒါက comment ကနေဒါက messenger ကနေဝယ်တာကျွန်တော်တို့ live ရဲ့ comment ကနေဝယ်မယ်ကျွန်တော်ရဲ့ဟောင်းတော့ပြီးရင်ဒီမှာဒါကျွန်တော်တို့ရဲ့ဒါသူ့ရဲ့ live ပေါ့နော်သူ့ရဲ့ live ကိုကျွန်တော်တို့ကြည့်မယ် okay ကြည့်နေပြီဒါ live ကြည့်နေပြီနော်အရှိရကကျွန်တော်တို့က messenger ကနေဝယ်ပြတာဒါကတကယ် real life ကိုစမ်းပြပြီနော် okay ကြည့်နေပြီကြည့်နေပြီနော်အရှိရက001 messenger ကနေဝယ်ပြတာနှစ်ခုနော်နှစ်ခုဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုနှိပ်လိုက်ပြီကျွန်တော်ဒီမှာ comment မှာဖုန်းမှာပေါ်လာပြီတွေ့လားဖုန်းမှာပေါ်လာပြီ messenger ထဲမှာအဲ့ဒီ messenger တွေကနေလေ automatic သွားပြီးတော့ဝင်လာပြီပြီးရင် comment မှာဖုန်းမှာပေါ်လာပြီတွေ့လားဖုန်းမှာပေါ်လာပြီ messenger ထဲမှာအဲ့ဒီ messenger တွေကနေလေ automatic သွားပြီးတော့ဝင်လာပြီတော့ဒီမှာ messenger ထဲမှာတစ်ခါတန်းရောက်နေပြီ purchase နော် okay ကျွန်တော် messenger တွေကိုလည်းဒီမှာရောက်နေပြီနှစ်ခုเนาะကျွန်တော် A22 လို့ AA ရတယ်လို့နှစ်ခုเนาะပဲလဲဆိုရင်ကျွန်တော်တို့ဒီမှာဒါဆိုရင်တော့ content ရေးလို့ရပြီ website ထဲမှာဒါဆိုတော့ကိုထည့်ထားတဲ့ပုံပေါ်မယ်ဒီမှာဘယ်နှစ်ခုလဲပေါ့เนาะအခုကျွန်တော်တို့ကဆောနာပထမတစ်ခါ A001 တစ်ခုဝယ်တယ်ပြီးတော့ကျွန်တော် A001 နဲ့ space ချပြီးတော့2ထည့်လိုက်တဲ့အတွက် total 3ခုအဲ့သူဝယ်ထားတဲ့ order တွေမှန်သမျှက A001 တစ်ခုဝယ်ဒီလိုပေါ်နေမှာနော်ဒီလိုပေါ်နေမှာအဲ့တော့ကိုဒါကတော့တစ်ခုတည်းမို့လို့ပေါ့တကယ်လို့သူက product စီ10ခုဝယ်လို့လဲ10ခုကမတူတာတွေပေါ့တူတယ်ဆိုတော့ဒီမှာ quantity ကိုရွေးလို့ရမယ်မတူဘူးဆိုနောက်တစ်ခုဒီမှာအခုဆင်းလာပြီးတော့အများကြီးပေါ်နေမှာပြီးရင်ဒီမှာဈေးတွေလည်းတစ်ခါတည်းတွက်ပေးထားလိမ့်မယ်ပေါ့နော်တွက်ပေးထားလိမ့်မယ်ကျွန်တော်တို့ကဒီမှာအားလုံးတွက်ပြီး total amount ကြပြီဆိုကျွန်တော်တို့ confirm နှိပ်လိုက်အောင်ရပြီ confirm နဲ့သူကဒီမှာ congratulations ဒီစာတွေကလည်းပြင်လို့ရတယ်ပေါ့နော်ဒီလိပ်စာကလည်းပါပေါ့လိပ်စာတစ်ခါတည်းကိုပြီးသားပြင်လို့ရတယ်ဒီမှာ proof of payment တင်လို့ရမယ်ဒါကျွန်တော်ဒီမှာပေါ်နေတာကျွန်တော် site ကเนาะဒါကျွန်တော် customer site ကကျွန်တော်ဒီမှာ upload ကျွန်တော်တို့ KP ပေးတယ်ဆို KP ကို upload တင်ပေးလိုက်ရုံပဲဒါဆိုကျွန်တော်မှာ pancake power by pancake ဆိုပြီးတော့ pancake POS မို့လို့ပါပြီးသားဒီမှာ total ပေါ့เนาะlive ပြပါပြီ